delay ဖြစ်တယ်ဆိုလို့ရှိရင်အရင်စိတ်ကိုကောင်းတယ်စိတ်ကြည်ချက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ကိုကခီးရသွားခြင်းနေပြီကိုသွားလည်မဲ့နေရာကိုရောက်ချင်းနေပြီအဲ့ဒါကိုမှ delay ဖြစ်တယ်ဆိုတော့ဘယ်သူကကြိုက်မှာပါမလဲနော်အဲ့တော့ဒီချက်လက် delay ဖြစ်တယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးတော့အောင့်တက်တော့ဖြစ်တာပေါ့နော်ဖြစ်ရတဲ့အကြောင်းရင်းတွေတော်တော်များများတွေထဲမှာဖြစ်လေအရှိဆုံးအကြောင်းရင်း၃ချက်ကိုပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါဒီချက်လက်ပါပထမဆုံးတစ်ခုကတော့ weather ရာသီဥတုအခြေအနေကြောင့်ပါပို့သွားမဲ့နေရာမှာမိုးတွေတဲတန်စွာရွာနေတယ်လူတွေအားကိုဆိုင်နေတယ်မုန်တိုင်းနဲ့တိုက်နေလို့ဆိုရင်ဒီလေရင်ကလုံးဝမထွက်တဲ့တော့ဘူးထွက်လို့မရပါဘူးအဲ့တော့ကြောင့်မို့တော့ထွက်မဲ့နေရာကိုဆင်းမဲ့ airport ရဲ့အခြေအနေဆင်းရမယ်အခုထွက်ရမယ် take off လုပ်ရမယ် airport ရဲ့ weather condition တွေကြောင့်မို့လို့ delay ဖြစ်လေရှိတတ်ပါတယ်ဒုတိယတစ်ခုလေးကတော့ mechanical and technical issues တွေကြောင့်ပါပြောရမယ်ဆိုရင်တော့ဆက်ပြတ်နေလို့ပေါ့နော်လေရင်ပြတ်နေလို့လေရင်ပြတ်တာဘာတွေဖြစ်နိုင်လဲဆိုရင် engine တွေမှာတစ်ခုခုချွတ်ယွင်းနေတာ engine check လုပ်ရဖို့အချိန်လိုအပ်တာလျှက်စစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာအမှားတစ်ခုခုရှိနေတာချွတ်ယွင်းချက်ရှိနေတာအဲ့ဒါတွေကိုပြန်ပြင်ရတဲ့အခါမျိုးမှာအချိန်လိုအပ်တယ်အဲ့ဒါကြောင့်မို့လို့လေရင် delay ဖြစ်လေရှိပါတယ်နောက်ဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ airport မှာလုပ်ရတဲ့ operation အခြေအနေတွေကြောင့်ဖြစ်ပါတယ် operation အခြေအနေတွေဆိုတာကတော့လေရင်တစ်ခုခီးစဉ်ထွက်ဖို့ဆိုလို့ရှိရင်ဒီခီးစဉ်အတွက်အစားအသောက်တွေပြင်ဆင်ရတယ်အဲ့အစားအသောက်တွေကိုပြင်ပြီးတော့တင်ရတယ်စီလိုတယ်ဆိုလို့ရှိရင်စီပြန်ဖြစ်ရတယ်ပြီးတဲ့အခါကျလို့ရှိရင်တော့ခရီးတယ်တွေပေါ့နော်ခရီးတယ်တွေက check in ဝင်တယ်ပြီး security ဖြတ်တယ်immigration ဖြတ်တယ်အဲ့ဒါပြီးတဲ့အခါကျတော့မှလေရင်ပေါ်တက်ရတာအဲ့လို process တွေထဲမှာကြာနေတာလေရင်ကွင်းမှာပဲဖြစ်စေလေရင်ပေါ်မှာပဲဖြစ်စေ passenger safety နဲ့ပတ်သက်ပြီးတော့တစ်ခုခုစစ်ဆေးဖို့ရှိနေတဲ့အခြေအနေတွေအဲ့ဒါကြောင့်မို့လို့ flight delay ဖြစ်တယ်ဆိုတဲ့ဥစ္စာကတော့လိုအပ်လို့ passenger တယောက်အတွက် safety and security အရာsafe ဖြစ်အောင်လုံခြုံမှုရှိအောင်လို့လိုအပ်ရန်အလို့မှာ delay ဖြစ်ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီရာသီဥတုတွေမကောင်းနေရတဲ့အချိန်မီထွက်နိုင်မဲ့အစား operation တွေတိတိကျကျမလုပ်ဘဲနဲ့အချိန်မီထွက်နိုင်မဲ့အစား delay ဖြစ်တာဒါလည်းတာ၍ပိုကောင်းတယ်လို့သိရမှာဖြစ်ပါတယ်။ delay ဖြစ်ခြင်းကကိုယ့်ကိုလုံခြုံအောင်လုပ်ပေးနေခြင်းပါအဲ့လိုမျိုးနှောင့်နှေးကြမ်းကြမ်းမှုတွေကတို့တွေရဲ့ဘဝမှာလည်းဖြစ်နေနိုင်တယ်။လေကြီးစောင့်တာမှမဟုတ်ဘူးပေါ့နော်။အဲ့တော့ကြောင့်မို့လို့အဲ့ဒီနှောင့်နှေးကြမ်းကြမ်းမှုတွေကိုကိုက complain နေတဲ့စိတ်တွေဆိုစိတ်ပြက်အားငယ်နေမဲ့အစားဒီလိုအချိန်လေးတွင်းမှာကိုယ့်ဘဝတက်ကောင်းအောင်မလုပ်လို့ရလဲဆိုတဲ့ဥစ္စာကိုပဲအာရုံစိုက်ရမှာဖြစ်ပါတယ်။အဲ့တော့ကိုယ့်လေရင်က delay ဖြစ်လာပြီဆိုလို့ရှိရင်ကြည့်နေတဲ့ပရိသတ်တွေရောဘာလေးလုပ်နေမလဲဆိုတာလေးကို comment မှာရေးခဲ့ပေးပါဦး။